ချက်မရှိလဲကိုကိုနေထွေးအောင်ဘယ်လိုလုပ်မလဲ romantic season လို့ခေါ်တဲ့ဆောင်းရာသီကဝန်စားပြုလာပြီဒီချိန်မှာသူများအတွဲတွေကိုကြည့်ပြီးတော့ရင်ထဲမှာအနှွေးတဲ့လိုနေရလို့ခံစားနေရလားစိတ်မပူပါနဲ့တယောက်တည်းဖြစ်နေတယ်ဆိုလို့ရှိရင်လေဒီလိုဆောင်းရာသီမှာနွေထွေးနဲ့ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှုအတွက်လှုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိရယ် single winter မှာမဖြစ်မနေလုပ်ရမယ့်အချက်၅ချက်ရှိတယ်နံပါတ်1ကမိတိုင်းကိုပြည့်ဝပေးဆောင်းလေးချုံကိုကြိုက်တဲ့ဆောင်းလေးတွေဖက်ဒါမှမဟုတ်လေမိကြောက်မှန်မှန်လေးနဲ့ရုပ်ရှင်ကားလေးတွေကိုကြည့်နံပါတ်2 hobby အသစ်ကိုရှာကော်ဖီဖြော်နီမုတ်လုံနီဒါမှမဟုတ်ပကြီးဆွဲတာဒီလိုမျိုးကိုယ့်ရဲ့ဝါသနာအသစ်တွေအတွက်အချိန်ပေးနံပါတ်3တငယ်ချင်းတွေနဲ့အချိန်ကုန်တယောက်တည်းအေးခဲမနေဘဲနဲ့တငယ်ချင်းတွေနဲ့အချိန်ပေးတာတငယ်ချင်းတွေနဲ့ကော်ဖီဒိတ်တာသူတို့တွေနဲ့ခရီးထွက်တာကလည်းရင်းနှီးရအေးခဲမှုတွေကိုပျော်ရွှင်မှုတွေနဲ့စားထိုးနိုင်တယ်နံပါတ်4 self care ကိုဦးစားပေးဒီလိုရာသီက spa ကိုသွားဖို့အကောင်းဆုံးချိန်ပဲဒီတော့ spa သွားကိုလိုချင်တဲ့ပစ္စည်းလေးတွေဝယ်လေ့ကျင့်ခန်းလုပ်ဒီလိုနီးလန်းနဲ့လည်းကိုတန်မိုးထားနံပါတ်5အနွေးတွေကောင်းကောင်းလေးဝယ်အေးရင်ခဏလေးပဲရှိနေတဲ့ချစ်သူရဲ့ရင်ငုံမမျော်လင့်နဲ့ကိုနှွေးထွေးမှုတွေအပြည့်အဝပေးစေနိုင်တဲ့အရေးသေးကောင်းတဲ့ဆွဲတာလေးကောင်းကောင်းလေးတစ်ထည်ကိုဝယ်ဒါကလည်းကိုနှွေးထွေးမှုတွေပေးစေနိုင်တဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ Hey, TV လား